မင်္ဂလာပါဒီနေ့မှာကျွန်မကကလေးလေးပုံစံကနေပြီးတော့မှမွေတွားပုံစံကနေပြီးတော့မှ cover ကနေပြီးတော့မှ off wall ကိုမတွားတတ်သေးတဲ့လူတွေအတွက်တွားနေရင်လည်းလှပပမရသေးတဲ့လူတွေအတွက်ကိုပြပြီးသွားမှာပဲဖြစ်ပါတယ်ရှင်အဆုံးကလေးလေးပုံစံနားလိုက်မယ်ပြီးတော့နှစ်ဖူးချမ်းကနေခွာမယ်အနောက်တင်မှာကြွမယ်တထောင်လက်ဘဝကိုဖိရင်ဘတ်ကိုရှေ့ကိုတိုးလက်ဘဝနှစ်ဖက်ချောင်းမေးစီရရင်တထောင်အနည်းငယ်ကြွပြီးရင်ဘတ်ကိုရှေ့ကိုတိုးပေးလိုက်မယ်လေရှူရင်းနဲ့ cover တထောင်နှစ်ဖက်ခါးဘေးကိုကပ်ပြီးရင်တထောင်လေးကိုဆန်ထုတ်လိုက် forward dog ပြီးအနောက်ကိုပြန်နားလိုက်မယ်ဒါကတော့ကျွန်တော်တို့တစ်ခါတည်းသွားတဲ့ပုံစံဖြစ်ပါတယ်ပြီးရင်တစ်ခါတည်းမသွားနိုင်တဲ့လူတွေအတွက်ကတော့ကျွန်တော်တို့တစ်ထောက်လေးပေးနာမှာပေါ့နော်ရင်ဘတ်လေးရှေ့ကိုတိုးပထမပုံစံလိုပဲရှေ့ကိုလာလိုက်မယ်ပြီးရင်အနောက်ပေါင်လေးတွေကိုရှော့ချပေးလိုက်မယ်မေးစီလေးရှခါးဘေးရလက်တွေကိုပခုံးအောက်ကိုပို့မယ်လက်ဖွားလေးနှစ်ဖက်ရဲ့ဖိအားလေးကိုသုံးပြီးတထောင်နှစ်ဖက်ခါးဘေးကိုကပ်လေးရှူရင်းခိုဗရာတထောင်လေးစန်တော forward dog ပြီးတော့ကျွန်တော်အနောက်ပြန်နားမှာပေါ့ဒါကတော့ကျွန်တော်တို့ကတခါတည်းမသွားနိုင်တဲ့လူတွေအတွက်ဒီတစ်ထောက်နားပြီးတော့မှသွားရတဲ့ပုံစံလေးပဲဖြစ်ပါတယ်ရှင်